အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချန်ပီယံလိ League ပွဲစဉ်3ရဲ့ပထမနေ့ပွဲစဉ်တွေကတော့ဂိုးမြူခဲ့ကြပြီးတော့အန်အသင့်ပွဲကောင်းတဲ့ရလဒ်တွေကလည်းထွက်ပေါ်ခဲ့ကြပါတယ်ဘာစီလိုနာအာဆင်နယ် PSG PSV အင်တာမီလန်နဲ့နယူကာဆယ်အသင်းတို့ဂိုးပြတ်နိုင်ရလဒ်တွေရရှိခဲ့ကြပါတယ်ဘာစီလိုနာအသင်းကအိုလံပီယာကော့စ်အသင်းကို6ဂိုးတကူနဲ့အနိုင်ရရှိခဲ့ပြီးတော့ဖာမင်လိုပက်စ်က hat-trick မာဂရက်ဖိုက2ဂိုးနဲ့လမိုင်းယာမဲက2ဂိုးသွင်းယူပေးခဲ့ပါတယ်မီဒီယာတွေမှာတော့ hat-trick ရှင် Man of the Match ကစားသမားဖာမင်လိုပက်စ်ထက်မာဂရက်ဖိုအကြောင်းတွေကိုပဲစောင်းပြီးရေးသားနေကြပါတယ်။ရက်ဖိုကဘာစီလိုနာအသင်းအတွက်နောက်ဆုံးကစားပေးထားတဲ့12ပွဲမှာဂိုးပါဝင်ပတ်သက်မှု10ကြိမ်ထိရရှိထားပါတယ်။9ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးပေးထားတာပါ။ပြီးတော့တရားသီချန်ပီယံလိမှာမာကရက်ဖိုက9ဂိုးသွင်းထားပြီးတော့သူ့ထက်ပိုပြီးဂိုးသွင်းထားတဲ့ကစားသမားမရှိသေးပါဘူး။ကာရက်နဲ့ပါပို့တို့ပွဲစဉ်မှာတော့တစ်ဖက်ကိုဂိုးမရှိသေးကြခဲ့ပါတယ်။ မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီအာဆင်နယ်အသင်းကအက်တလက်တီကိုမက်ဒရစ်အသင်းကို4ဂိုးပြတ်နဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပြီးတော့ဗီတာရိုဂရက်စ်က2ဂိုးဂါဘရီယယ်နဲ့မာတင်နယ်လီတို့က2ဂိုးစီသွင်းပေးခဲ့ကြပါတယ်။နယူကာဆယ်အသင်းကဘင်ဖီကာအသင်းကို3ဂိုးပြတ်နဲ့နိုင်ရရှိခဲ့ပြီးတော့ဟာဘီဘတ်စ်က2ဂိုးနဲ့ဂေါ်တန်က2ဂိုးသွင်းယူပေးခဲ့ပါတယ်။လက်ရှိချန်ပီယံ PSG အသင်းကလေဘာကူစစ်အသင်းကို9ဂိုး2ဂိုးနဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပြီးဒူရီကဟက်ထရစ်သွင်းကဒမ်ဘီလီဗီတင်ညာကာဘာရက်စ်မန်ဒက်ပါချိုတို့က2ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ PSV အသင်းကလည်းနာပိုလီအသင်းကိုအန်အသင်းပွဲ6ဂိုး2ဂိုးနဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပါတယ်။မန်ချက်စတာစီးတီးအသင်းကအာလင်းဟာလန်ဘာနာဒိုဆေးဘာရိုရဲ့သွင်းဂိုးတွေနဲ့ဗီလာရီရဲ့အသင်းကို2ဂိုးကိုမရှိနိုင်ရရှိခဲ့ပြီးတော့အင်တာမီလန်အသင်းကအိုနယ်ရွန်အက်ဂျီအသင်းကို4ဂိုးကိုမရှိနဲ့နိုင်ရရှိခဲ့တယ်လို့ဒေါမိုအသင်းကလည်းကိုပင်ဟေဂင်အသင်းကို4ဂိုး2ဂိုးနဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။